နေမှတ်ဟာအချစ်ဆိုတာလေမောက်လို့ဝေးစားလို့မရဘူးတလင်တမယားစနစ်ကိုထူထောင်မဲ့အားတက်ကြတာလေနေဟာအရှက်ဖောက်ပဲအရှက်ဖောက်ပဲနားနေမထိုင်ဇာနေနဲ့မိန်းမလူလုံးပြီမမရွှေနဲ့ရှင်ရှိမှာဒါမျိုးစော်ကားတာတော့ဒီမခံပါနဲ့ဗျာဒီမခံပါနဲ့ဗျာတော်တော်ဟောက်နေကြတယ်ကွာမောင်ဖေးနဲ့မောင်ဖေးနဲ့ဘာမှမလုပ်ဘာမှမဟုတ်ငြိမ်တော့လူစားရင်တော့မမောင်တော့ဒီလိုလေတတ်တော့ဟောက်နေကြတယ်ကွာ